ဒါလေးဝယ်လိုက်ပါပြီငါဆောင်လားခဏလေးဆက်လို့ပါဒီလေးဟုတ်ကဲ့ညာဆောင်မပြရိုက်ဖို့ကသာမစီနေနိုင်ပါကဲလုံးဝစက်ကူပန်းလေးတွေပြဒီမှာစင့်အိုးလေးတွေစင့်အိုးလေးရှောင်းလန်းကိုလှုပ်ပေးထားအရန်မိုက်တယ်ဒီမှာအညာဆောင်တော့ဝယ်ပြီးသွားပြီအခုဒါပိုင်ထန်းတော့တဲ့ကိုပတ်နေအောင်မောင်ကြီးနဲ့တက်ဖို့လုံနေပါဒီမှာတက်တော့ဘူးခဏတက်ခဲ့လာပါဒီမှာရှက်ဟိုပတ်ကြည့်အောင်ဒီလုံးဝချစ်လက်တော်ရမှုကိုလေးဆိုင်ရှင်းတော်တော်လေးအေးဆိုင်ရှင်းတော်တော်လေးကိုအဲ့ဒီကအရန်ကောင်းတယ်မကြည့်ပိုင်ဘုမမဟဲ့ဒီမှာလာကြည့်ဒီဘက်လာကြည့်အဲ့တော့မယ်ဒီဘက်လာကြည့်ဒီဟာမကြည့်မအာရမ်းမိုက်တယ်ဒါလေးလည်းလှုပ်ပေးထားအဲ့တော့ခလေးကြီးလည်းပျော်တာပေါ့ကွယ်ဓာတ်ပုံလည်းရိုက်လို့ရတာနေရာလေးရတော်တော်လေးကိုစဒီမှာတကယ်လေဟိုကစားကွင်းလိုမျိုးกว่าကြည်လားအရန်မိုက်တယ်ပိုင်မြစ်တာပေါင်းကူးတရာအရန်လာတော့ချစ်စရာလေဓာတ်ပုံရိုင်တော်တော်လေးလာမကြီးရုပ်သေးရုပ်လေးနဲ့ရေတကွန်ပုံစံမျိုးလေးလုပ်ပေးထားမလှေးဆိုလဲတော်တော်လေးမိုက်တယ်ဓာတ်ပုံရိုက်မဲ့နေရာတွေကိုတော်တော်လေးအစုံလုပ်ပေးထားအဲ့ဒါလေးတော်တော်သဘောကျကဲဒီမှာဆိုလဲကြည့်မှာ12နာရီကျန်းပုံစံလေးနဲ့လုပ်ပေးတာတော်တော်မိုက်တယ်တော်တော်မိုက်တယ်ဒီမှာ vlogger လေးပေါ့ influencer လေးပေါ့နော်နေရာလေးလိုက်ပြန်တာပန်းတော့ခုလို့မရဘူးပေါ့နော်ဒီဆိုင်ရှင်ကတော်တော်ပန်းနေကိုလေသူတော်တော်လေးကိုမြင်လို့ပုံညာမြန်မာမှုဒီမှာဆိုလဲမှာကြည့်အသီးလေးတွေကိုလုပ်ပေးထားအရန်မိုက်တယ်ကြားဖြတ်သွားတာဒီမှာပသိမ်ထီးတွေပြီးလို့ရှိရင်ဒီမှာအသီးတွေဖရဲသီးခရမ်းသီးဒါဆိုရင်ကျရင်ငါသီးဒီမှာရွှေဖယုံသီးနော်ပြီးလို့ရှိရင်နနသီးအရန်လှချစ်စရာလေးဓာတ်ပုံရိုင်းလို့တော်တော်လေးကိုလှရနေရတယ်လုံးဝတန်လေးကကြေးလက်ပိုက်လေးဘဟုတုတမျှဝေရပိုင်ခန်းတဲမှာတဲ့နေရာလေးအရန်မိုက်ဒီမှာစင်ဦးလေးတွေဦးလေးကျွန်တော်ကဖျားလိုက်ဖွင့်ဟုတ်ပါလမ်းလျှောက်လမ်းလေးကိုလည်းကြည့်လုပ်ပေးထားတာလေးတော့ကစားကြတယ်ဒီမှာဆိုလဲမှာတာရလေးနေပေါ့နော်အဲ့တော့ဓာတ်ပုံလှရိုက်ခြင်းတဲ့သူတွေ TikTok ဆော့ခြင်းတဲ့သူတွေခလေးတွေဆိုရင်ဒီလိုမျိုးလေးပြေးပြီးတော့ဆော့လို့ရဒီမှာတော့မှာလက်ဆောင်အယုတ်ကလေးတွေတော့မှာမအိုးပုတ်လေးတွေမကြည့်အိုးပုတ်လေးဆိုငယ်ငယ်တော့ကစားတဲ့ဟာလေးတော်တော်မိုက်တယ်